ဒီနေ့ပြောပြပေးမယ့်ပုံပြင်လေးရဲ့ခေါင်းစဉ်ကတော့ငကနိုင်ပေါက်ချိုင်းဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်နော်။ဟိုးရှိတုန်းကတကောင်းပြည်ကြီးမှာပေါက်ချိုင်းလို့အမည်ရတဲ့ခွန်အားပလားနဲ့ပြည့်စုံတဲ့လူငယ်တစ်ယောက်ရှိခဲ့ပါတယ်။သူဟာရုပ်ရည်တံပြည့်ရုံတင်မကပဲစိတ်နှလုံးလည်းအလွန်ဖြောင့်မတ်ပြီးတတိလည်းအလွန်ကောင်းတဲ့သူဖြစ်ပါတယ်။ဒီနေ့မှာတော့ပေါက်ချိုင်းဟာမိမိရဲ့မိဘဘိုးဘွားတွေစီကနေပညာဗဟုသုတရှာဖွေဖို့နဲ့လောကကြီးကိုလေ့လာဖို့အတွက်အိမ်ကနေထွက်ခွာလာခဲ့ပါတယ်။လန်ခီမှာသူဟာပညာရှိအမတ်ကြီးတဦးနဲ့ဆုံတွေ့ခဲ့ပါတယ်။အမတ်ကြီးကပေါက်ချိုင်းရဲ့တတိနဲ့ဝရိယကိုသဘောကျတာကြောင့်သူ့ကိုအဖိုးတန်လာတဲ့ဆောင်ပုဒ်၃ခုကိုတင်ကြားပေးလိုက်ပါတော့တယ်။အဲ့ဒီဆောင်ပုဒ်တွေကတော့မိဘများစကားရသွားပါများခရီးရောက်မအိမ်မနေအသက်ရှိဆိုတဲ့စကားပုံတွေပဲဖြစ်ပါတယ်။ပေါက်ချိုင်းဟာအဲ့ဒီစကားတွေကိုစိတ်ထဲမှာအမြဲမှတ်သားထားပြီးခရီးဆက်ခဲ့ပါတယ်။သူဟာလမ်းမတွေ့သမျှလူတွေကိုလည်းမသိတာရှိရင်ရိုးရိုးတည်တည်မြင်မြင်လေးရှိပါတယ်။ခရီးသွားတဲ့အခါမှာလည်းပင်ပန်းနဲ့လို့မငြင်းညူပဲဆွဲရှိရှိနဲ့ဆက်လက်လျှောက်လန်းခဲ့ပါတယ်။ဒီလိုနဲ့သူဟာပကံပြည်ကြီးကိုရောက်ရှိလာခဲ့ပါတော့တယ်။ပကံပြည်ကိုရောက်တဲ့အခါမှာတော့တပြည်လုံးဟာထူးထူးဆန်းဆန်းတိတ်ဆိတ်လျှောက်ကပ်နေတာကိုတွေ့လိုက်ရပါတယ်။လူတွေအားလုံးဟာကြောက်လန့်တကြားဖြစ်နေကြပြီးမျက်နှာတွေမှာလည်းစိုးရိမ်ရိပ်တွေဖုံးလွှမ်းနေကြပါတယ်။ဒါကိုပေါက်ချိုင်းကထူးဆန်းတယ်လို့ချင်မြင်မိတာကြောင့်ဘာကြောင့်ဒီလိုဖြစ်နေရတာလဲဆိုတာကိုသိကျင်စိတ်ပြင်ပြလာပါတော့တယ်။ပေါက်ချိုင်းဟာအမတ်ကြီးပေးလိုက်တဲ့ပထမဆုံးဆောင်ပုံဖြစ်တဲ့မိဘများစကားရဆိုတဲ့အတိုင်းမြို့ကန်လူတွေကိုစုံစမ်းမေးမြန်းကြည့်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူဟာမြို့ရဲ့ဈေးတဲ့တူကိုစင်ကပ်ပြီးပကံပြည်ကြီးဟာဘာကြောင့်ဒီလောက်သိစိတ်နေရတာလဲလို့မေးမြန်းလိုက်ပါတော့တယ်။ဈေးတဲ့ကြီးကပတ်ဝန်းကျင်ကိုဝှေ့ဝဲကြည့်ပြီးကြောက်ကြောက်လန့်လန့်နဲ့အကျိုးအကြောင်းကိုစတင်ပြောပြပါတော့တယ်။ပကံပြည်မှာအလွန်ကြောက်စရာကောင်းတဲ့နဂါးကြီးတစ်ကောင်ရှိနေကြောင်းနဲ့အဲ့ဒီနဂါးကြီးဟာလူတွေကိုဒုက္ခပေးနေတယ်လို့သိလိုက်ရတဲ့အခါမှာတော့ပေါက်ချိုင်းဟာအလွန်ပဲအံ့အားသင့်သွားပါတော့တယ်။အဲ့ဒီနဂါးကြီးဟာပကံပြည်ရဲ့မိဖုရားကောင်ကြီးစီကိုညစဉ်ညတိုင်းလာရောက်နှောက်ယှက်လေးရှိပြီးမင်းကြီးရဲ့သားတော်တွေကိုလည်းတအူးပြီးတအူးတက်ဖြတ်စားတောင်းနေကြောင်းသိရပါတယ်။အဲ့ဒီသတင်းကိုကြားရတဲ့အခါမှာပေါက်ချိုင်းဟာအလွန်ပဲစိတ်မကောင်းဖြစ်သွားပြီးတချိန်တည်းမှာပဲသူ့ရဲ့ခွန်အားနဲ့တတိကိုတုံချပြီးနဂါးရဲ့အန်ဒီရဲ့ကိုနှိမ်နှင်းရန်စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။သူဟာပညာရှိအမတ်ကြီးပေးလိုက်တဲ့ဒုတိယမြောက်ဆောင်ဖို့ဖြစ်တဲ့သွားပါများခရီးရောက်ဆိုတဲ့အတိုင်းလက်လျှော့မသွားဘဲနဂါးကြီးကိုဘယ်လိုနှိမ်နှင်းရမလဲဆိုတာကိုသိရှိနိုင်ရန်နန်းတော်ရှိရာကိုဦးတီရှောက်လန်းလာခဲ့ပါတယ်။လန်ခီမှာသူဟာသူ့ရဲ့ခွန်အားကိုဆန်းသက်တဲ့အနေနဲ့လမ်းဘေးမှာရှိတဲ့ကြောက်တုံးကြီးတွေကိုမြောက်တင်ပြခဲ့တဲ့အတွက်မြင်တွေ့ရတဲ့သူတိုင်းကအံ့ဩပနံဖြစ်ခဲ့ကြရပါတော့တယ်။ပေါက်ချိုင်းဟာနန်းတော်ရှိသို့ရောက်တဲ့အခါမှာမင်းကြီးထံခါဆောင်ဝင်ခွင့်တောင်းပြီးနဂါးကြီးကိုမိမိတက်ဖြတ်ပေးမဲ့အကြောင်းလျှောက်ထားခဲ့ပါတယ်။မင်းကြီးကပေါက်ချိုင်းရဲ့ရဲရဲနဲ့မျက်နှာနဲ့ခိုင်မာတဲ့တန်တိတ်တန်ကိုမြင်ပြီးနဂါးကြီးကိုတက်ဖို့ခွင့်ပြုလိုက်ပါတော့တယ်။ဒါပေမဲ့မင်းကြီးဟာအမောင်ပေါက်ချိုင်းဒီနဂါးဟာအလွန်အစွမ်းချက်လာတဲ့တတိထားပါလေလို့တတိပေးစကားဆိုခဲ့ပါတယ်။ပေါက်ချိုင်းလည်းမင်းကြီးကိုကာရပြုတ်ပြီးတဲ့နောက်နဂါးကြီးလာရောက်တက်နေရမှာတားရောက်ဆောင်ဆိုင်ဖို့ပြင်ဆင်ပါတော့တယ်။သူဟာမိမိကိုမိမိယုံကြည်မှုအပြည့်နဲ့နဂါးကြီးကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုစဉ်းစားကညအုပ်ရအရှင်ကိုစိတ်ရှည်လက်ရှည်ဆောင်ဆိုင်နေပါတော့တယ်။ပကံပြည်ကြီးတစ်ခုလုံးကလည်းဒီလူငယ်လေးဟာနဂါးကြီးကိုတကယ်ပဲအောင်နိုင်ပါမလားဆိုပြီးစိုးရိမ်တဲ့ကြီးနဲ့စောင့်ကြည့်နေကြပါတယ်။ပေါက်ချိုင်းဟာသူ့ရဲ့ဂျာကိုတွေးပြီးအစင်သစ်ပြင်ထားလိုက်ပါတော့တယ်။ညနေလာတာနဲ့အမျှလေပြင်းနဲ့တိုက်ခတ်လိုက်ပြီးကြောင်မက်ဖွယ်ကောင်းတဲ့အငွေ့ချက်တွေကလည်းနန်းတော်ဝင်းကျင်မှာဖုံးလွှမ်းလာပါတော့တယ်။ဒါပေမဲ့ပေါက်ချိုင်းကတော့မျက်တောင်တစ်ချက်မခတ်ပဲတည်ငြိမ်စွာရှိနေခဲ့ပါတယ်။တကောင်ရဲ့အချိန်ရောက်လာတဲ့အခါပကံပြည်ကြီးတစ်ခုလုံးအမောင်ကျအောက်မှာအေးဆက်တိတ်ဆိတ်နေပါတော့တယ်။ပေါက်ချိုင်းဟာမိဖုရားကြီးရဲ့နန်းဆောင်နီးမှာရှိတဲ့တိုင်လုံးကြီးတစ်လုံးရဲ့နောက်ွယ်မှာပုံကွယ်ရင်နဂါးကြီးကိုဆောင်ဆိုင်နေခဲ့ပါတယ်။အချိန်ကြာလာတဲ့အခါပေါက်ချိုင်းရဲ့မျက်ခုံတွေဟာလေးလံလာပြီးအိမ်ငိုင်လာပါတော့တယ်။အဲ့ချိန်မှာပဲသူဟာပညာရှိမတ်ကြီးပြောလိုက်တဲ့တတိယမြောက်ဆောင်ဖို့ဖြစ်တဲ့မအိမ်မနေအသက်ရှိဆိုတဲ့စကားကိုရုတ်တရက်တတိယလိုက်ပါတော့တယ်။ငါသာအခုအိပ်ပျော်သွားရင်နဂါးကြီးကငါ့ကိုတတ်သွားနိုင်တယ်။ငါအသက်ရှင်မို့နဲ့ပကံပြည်သူတွေကိုကယ်တင်ဖို့အတွက်ငါနုံနုံကြကြရှိနေမှဖြစ်မယ်လို့ကိုတတိပေးလိုက်ပါတော့တယ်။ပေါက်ချိုင်းဟာအိမ်ငိုက်ပီစေဖို့အတွက်နန်းဆောင်ပေးမှရှိတဲ့ရေကန်ထဲကအေးဆက်လာတဲ့ရေတွေနဲ့မျက်နှာကိုအချင်းချင်းတက်လိုက်ပါတော့တယ်။တိတ်မကြခင်မှာပဲကောင်းကင်ရံချက်မှာမိုးဆိုင်တန်ကဲ့သို့ဟိဟောက်တန်ကြီးကိုကြားလိုက်ရပြီးလေပြင်းတွေတဝဝတိုက်ခတ်လာပါတော့တယ်။နန်းတော်ရဲ့အမိုးပေါ်ကိုကြီးမားလာတဲ့အရာတစ်ခုကြားရောက်လာတဲ့အတန်ကြီးကလည်းမြည်ဟီးသွားပါတော့တယ်။ပေါက်ချိုင်းဟာသူ့ရဲ့ဂျာကိုတင်းတင်းဆုပ်ကိုင်းရင်အသက်ကိုမမှန်ရှုကအသင်ပြင်လိုက်ပါတယ်။အမောင်သေးမှအနီးရဲတောက်ပနေတဲ့မျက်လုံးစုံတဲ့သူကြောင်မက်ဖွယ်ကောင်းတဲ့တငါကြီးဟာနန်းဆောင်အတွင်းသို့တပြေးပြေးချင်းရှင်းကပ်ဝင်ရောက်လာပါတော့တယ်။နဂါးကြီးရဲ့ပါဇက်ကထောက်ပေါ်လာတဲ့အငွေအသက်တွေဟာအလွန်ပူလောင်လာပါတယ်။ပေါက်ချိုင်းဟာနဂါးကြီးရဲ့လှော်ဆောင်မှုကိုတည်တည်ဆဆစောင့်ကြည့်နေခဲ့တယ်။နဂါးကြီးဟာအခန်းလေသို့ရောက်ရှိလာပြီးဘေးပြေကိုဝေဝဲကြည့်ရှုနေတော့ပေါက်ချိုင်းကအခွင့်ကောင်းမှုစောင့်ဆိုင်နေပါတော့တယ်။
ကားကြီးကပေါက်ကြိုင်ရှိနေတာကိုမသိပဲမိဖုရားကြီးရဲ့ကရင်ရှိရာကိုဦးတည်သွားနေပါတော့တယ်။ပေါက်ကြိုင်ဟာတက်တီကိုမွေးမြူပြီးနဂါးကြီးကိုတက်ခိုက်ရန်အတွက်အသက်အနေထားရောက်ရှိနေပါပြီ။နဂါးကြီးဟာမိဖုရားကြီးရဲ့ကရင်အနီးသို့ရောက်တဲ့အခါမှာပေါက်ကြိုင်ကတိုင်လုံးနောက်ကနေလျှက်တစ်ပြက်ထွက်လာပြီးသူ့ရဲ့ထက်မြက်လာတဲ့ဓာကြီးနဲ့နဂါးကြီးရဲ့လေပင်ကိုအားကုန်လွှဲပြီးခောက်ချလိုက်ပါတော့တယ်။နဂါးကြီးဟာမမြောင်လိမ့်မယ်တိုက်ခိုက်ခံလိုက်ရပြီးအလွန်နာကျင်သွားတဲ့အတွက်အော်ဟစ်ရုန်းကန်ပါတော့တယ်။နဂါးကြီးရဲ့အမီနဲ့ရက်ခတ်မှုကြောင့်နန်းဆောင်တွင်မှရှိတဲ့ပြိပေါ်ကားတွေကလည်းတစားစီပျက်စီးသွားခဲ့ရပါတော့တယ်။ဒါပေမဲ့ပေါက်ကြိုင်ဟာနောက်ဆုံးမသွားပဲတတိရှိရှိနဲ့နဂါးကြီးကိုဆက်လက်ရင်ဆိုင်ခဲ့ပါတယ်။နဂါးကြီးဟာသူ့ရဲ့ပါးစက်ကမိကြောက်တွေမှုတ်ထုတ်ပြီးပေါက်ကြိုင်ကိုပြန်လည်တိုက်ခိုက်ခဲ့ပေမဲ့ပေါက်ကြိုင်ကလင်မြန်စွာဆောင်သိမ်းနိုင်ခဲ့ပါတယ်။သူဟာနဂါးကြီးရဲ့မျက်လုံးကိုဓာတ်နဲ့ထိုးဆိုင်လိုက်ပြန်တယ်။နဂါးကြီးဟာပိုးပြီးစိတ်ဆိုးကတောင်းတလာပြီးနန်းဆောင်တစ်ခုလုံးတုံခါသွားစီလာအောင်အော်ဟစ်လိုက်ပါတော့တယ်။ပေါက်ကြိုင်ဟာအသက်ကိုပဓာနမချပဲကံပြည်သူတွေအတွက်ဆိုတဲ့စိတ်နဲ့နဂါးကြီးရဲ့လယ်ပင်ကိုနောက်ထပ်တစ်ကြိမ်ပြင်းထန်စွာခုတ်လိုက်တဲ့အခါမှာတော့နဂါးကြီးဟာခွေခောက်လဲကျသွားပါတော့တယ်။နဂါးကြီးရဲ့ကိုလုံးကြီးဟာမြေပြင်ပေါ်ကိုပုံပုံလေးကျသွားတဲ့အချိန်မှာနန်းတော်တစ်ခုလုံးပြန်လည်သိမ်းဆိတ်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲဆူညံတန်တွေကြောင့်နှုံးလာတဲ့မိဖုရားကြီးကဘေးမှတည်ဆုံးနေတဲ့နဂါးကြီးနဲ့တတိရှိလာတဲ့လူငယ်လေးပေါက်ကြိုင်ကိုမြင်တဲ့အခါအံ့ဩဝမ်းသာဖြစ်သွားပါတော့တယ်။မကြာမီမှာပဲနန်းတော်အတွင်းမှာရှိတဲ့အဆောင်ချက်တွေနဲ့အမှုတန်းတွေရောက်ရှိလာကြပြီးတည်ဆုံးနေတဲ့နဂါးကြီးကိုမြင်သိတဲ့အခါဝမ်းသာအားရကြွေးကြော်ကြပါတော့တယ်။နဂါးကြီးကိုအောင်မြင်စွာနှိမ်နင်းပြီးတဲ့နောက်တကယ်မင်းကြီးဟာအလွန်ဝမ်းမြောက်သွားပြီးပေါက်ကြိုင်ကိုဆုလက်များစွာရှင်းပြခဲ့ပါတယ်။ဒါအပြင်မင်းကြီးဟာပေါက်ကြိုင်ရဲ့တတိနဲ့ပညာရှိမှုကိုအသိမှတ်ပြုတဲ့အနေနဲ့သူ့ကိုနန်းတော်မှာပဲအနီးကပ်ခါစားစေခဲ့ပါတယ်။ပေါက်ကြိုင်ဟာနန်းတော်မှာနေကြရင်ပြည်သူတွေရဲ့အကျိုးကိုဆက်လက်သေးပို့ခဲ့ပါတယ်။ပကံပြည်သူပြည်သားတွေကလည်းပေါက်ကြိုင်ကိုသူတို့ရဲ့ကဲတင်ရှင်သူရဲ့ကောင်းချီးဖြစ်ရှိခင်လေးစားကြပါတယ်။ဒီနေ့မှာတော့ပကံမင်းကြီးဟာပေါက်ကြိုင်ကိုချင်းညက်လက်အပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ပေါက်ကြိုင်ဟာပကံပြည်ရဲ့မင်းတစ်ပါးဖြစ်လာခဲ့ပါတယ်။သူမင်းအဖြစ်အုပ်ချုပ်တဲ့ကာလမှာပကံပြည်ကြီးဟာအေးချမ်းသာရပြီးဆယ်ရည်စပါးပေါ်များကြွားခဲ့ပါတယ်။ပေါက်ကြိုင်ဟာမိမိရဲ့ဘဝအတွေ့အကြုံကိုအခြေခံပြီးနာလာနောက်သားတွေအတွက်သင်ခန်းစာများစွာကိုဆင်ထားရခဲ့ပါတော့တယ်။အထူးသဖြင့်ဇွဲတတိနဲ့တတိရှိမှုဟာဘလောက်အရေးကြီးကြောင်းသူကိုယ်တိုင်သက်သေပြခဲ့တာပဲဖြစ်ပါတယ်။ပကံပြည်ကြီးမှာကလေးငယ်တွေဟာညအခါမှာပေါက်ကြိုင်ရဲ့ရဲရဲနဲ့ပုံမြင်ကိုနားချောင်းရင်အိပ်ဆက်ကြပါတော့တယ်။ပေါက်ကြိုင်ရဲ့ရာဆိုရင်ဟာမြမသမိုင်းမှာတည်းမကပဲလူတိုင်းရဲ့စိတ်နှလုံးထဲမှာအမြဲစင်တန်နေမဲ့ပုံမြင်တစ်ပုဒ်ဖြစ်လာပါတော့တယ်။ပေါက်ကြိုင်ဟာမိမိရဲ့ပညာရှိဆရာသမားကိုလည်းအမြဲတည်းတရားကျေးဇူးတင်ရရှိနေခဲ့ပါတယ်။သူဟာပညာရှိအမတ်ကြီးရဲ့စကားပုံတွေကြောင့်သာအသက်ရှင်တန်ခွင့်နဲ့အောင်မြင်မှုကိုရရှိခဲ့တာလို့အမြဲပြောလို့ရှိပါတယ်။ဒီပုံမြင်လေးကတော့ပညာရှိစကားကိုနားထောင်ခြင်းနဲ့မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းရဲ့အကျိုးကျေးဇူးကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ပကံပြည်ကြီးရဲ့သူရဲ့ကောင်းဖောက်ကြိုင်ဟာအခုချက်ချိလူတွေရဲ့ပါးစပ်ဖြာမှာရေပန်းစားနေဆဲဖြစ်ပါတော့တယ်။